မျက်စိလေးကိုဖွင့်နားလေးကိုနည်းနည်းလေးစွန်ပြီးတော့နည်းနည်းလောက်တော့နားထောင်ပေးဦးနော်မန်ပိုင်ရှင်ကအကိုလားအမားလားမသိဘူးလောအားကဘယ်နှထောင်ရတယ်မဟင်းကမစနိုင်တာအေးမတော့နိုင်တာလေးလဲတင်းတယ်နော်တဲ့တမျိုးကြီးပဲနော်တဲ့ယောက်ျားလောအားကရှိတာပဲတဲ့ဖြုတ်နာနဲ့တုံနာနဲ့မတူဘူးတဲ့ကိုစကျင်တာစလို့ရတာပဲတဲ့ကလစ်စီလည်းရှိတာမဟုတ်ဘူးတဲ့အကိုလားအမားလားမသိဘူးညီမလေးကိုအထင်လွဲနေလို့နော်သီလားအခုခက်မှာကကြတော့တက်တော်ကလူတိုင်းတုံနေရွှေဆိုင်သမားကလည်းရွှေဆိုင်အကြောင်းကိုအသေးစိတ်တင်ကြတယ်အထဲအဝတ်စားသမားကလည်းအထဲအဝတ်စားသမားအကြောင်းကိုအသေးစိတ်တင်တယ်ကျမတို့တော့သူတောင်းသားတွေကလည်းအဲ့လိုမျိုးတင်းနေပေါ့နော်ဘသူပဲဖြစ်ဖြစ်ကွယ်ဘလို့ပဲဖြစ်သိတော့ရှိကွာတာတင်းနေတဲ့အနေထားကြီးမှာညီမလေးတင်းနေတဲ့အထိတ်ပဲကပေါ့နော်တချို့သူတွေဆိုလို့ရှင်ထင်ကြတာကကျမကမစနိုင်တာမတောက်နိုင်တာတွေကိုတင်းပြီးတက်တော့အညီကိုမောင်နှမတွေမှာပဲလဝဖြန်ပြီးရောတောင်းမယ်အချိုးမျိုးသူတို့ကကျမကိုထင်းတာတကယ်တော့ကျမဟိုးစားကြတဲ့တက်တော့စရိုက်ခတဲ့ကကျမအမျိုးသားကျမနှစ်ဖက်မိဘရောက်ခမပေါ့နော်မောင်နှမမွေးရှင်အားလုံးကိုကျမရဲ့ဖြစ်တည်မှုအကြောင်းကိုတင်းပြီးတာတနခဘဲကြထမိန်အပြည့်အညီပြည့်နဲ့လည်းကျမတင်းပြီးတာနော်တောက်တောက်ပြန်ပြန်ဝတ်တဲ့အချိန်မှလည်းသူတို့တင်းပြီးတာကျမအကြောင်းကိုသိတဲ့သူတွေလူပေါ့နော်ကိုကိုကြည့်နေကြလူတွေဆိုရှင်သိတယ်နော်အထင်လွဲနေမှာဆိုလို့နောက်ပြီးတော့လဲလောက9000ရတာတွေဘာတွေညာတွေကိုတင်းတဲ့အကြောင်းနဲ့လဲပြောကြသေးတယ်ကျမတို့ကအဲ့ဒါကဘူးတုတရအောင်လို့တင်းပေးတာနော်ပြောချင်တဲ့အတိတ်ပဲနည်းနည်းလေးလွဲနေကြလို့တချို့သူတွေကိုပြတာလူတိုင်းတော့မစိုးလို့အဲ့ဒီ9000ကိုကျမကတင်လိုက်တဲ့အချိန်မှာ9000ရတဲ့သူတွေကငွေကိုတန်ဖိုးထားတဲ့သွားတယ်နော်9သိန်းရတဲ့သူတွေကအဲ့ဒီ9000လေးကိုကြီးပြီးတော့ကျမတို့အစာသူတို့ရဲ့နေရာလေးမှာတန်ဖိုးထားတဲ့သွားတယ်နောက်ပြီးတော့ကျမစားနေတဲ့အစာကျမလုံနေတဲ့တောင်သူကျမပင်မနေတဲ့အရာလေးတွေကိုချပြလိုက်တဲ့အခါအော်ငါအမျိုးသမီးလည်းအဲ့လိုလားမသိအော်ငါအမေငါဘောနော်မွေးချင်းလည်းအဲ့လိုလားမသိဆိုပြီးကိုချင်းစာတရားလေးတွေနဲ့သူတို့ရဲ့မိသားစုလေးတွေအပေါ်မှာနွန်းနွန်းထွေးနဲ့တွေးတဲ့သွားတယ်ပြောချင်တဲ့ message ပြောချင်တဲ့ဘောနော်ဘ ഹു တုတကအဲ့ဒါမျိုးနော်ဒီလားမဝင်းကတော့မစားနိုင်ဘူးအချွေတော့မတောက်နိုင်ဘူးဆိုတဲ့အတိတ်ပဲကကုံစင်းနှုံနေမြင့်တင်နေတဲ့အတွက်ကျမတို့တွေမှာပေါ့နော်အစင်မပြေဘူးဆိုတာကကိုစားပြူအနေနဲ့သဘောတစ်ခုပေါ့နော်ကျမလိုမျိုးပြောရဆိုရတဲ့လူမရှိဘူးလေဒီလားတချို့သူဆိုကြိတ်နေရတာကြိတ်ခံနေရတာမပြောရဲဘူးအဲ့တော့ကျမကအခုလိုမျိုးတက်နဲ့ပြောလိုက်တဲ့အခါကျတော့ကျမကသူတို့ကိုစားပြောလိုက်တယ်လို့လည်းဖြစ်တယ်ဘသူကိုမှထိခိုက်စေခြင်းနဲ့စိတ်နဲ့လည်းပြောတာမဟုတ်သလိုကျမသည်ဘာကိုလိုချင်တဲ့စိတ်ဘာကိုရယူခြင်းနဲ့စိတ်နဲ့တင်လိုက်ထားခြင်းမဟုတ်ပါဘူးနော်ဒီလားကျမအမြဲတမ်းအားပေးနေသူဆိုသိတယ်ကိုဒီနေ့ဘာတင်မလဲပဲတောင်သူတို့ကစောင့်ကြည့်နေတာကိုပြောတဲ့အတိတ်ပဲကပေါ့နော်အတွေ့ခေါ်ခြင်းသိတဲ့သူတွေဆိုလို့ရှိရင်အတိတ်ပဲကိုသိတယ်အဲ့လိုမျိုးပါနော်ကျမတို့ဆိုလို့ရှင်ဥပမာကွယ်ရန်ကုန်မှာကောက်တာဆိုတာမသိဘူးပေါ့နော်ဖုံးလေးနဲ့ဆိုတော့သိရတယ်ပေါ့နော်မန္တလေးမှာအဲ့လိုမျိုးဟိုအင်ကြီးလေးဆိုဘဲစေးဟိုရာလေးဆိုဘဲစေးနဲ့ကျမတို့တွေမသိကြဘူးလားအဲ့လိုမျိုးပေါ့နော်မိုးလေဝသသတင်းတို့ဘာပဲဖြစ်ဖြစ်ကွယ်အဲ့လိုမျိုးပေါ့ကျမပြောချင်တဲ့အတိတ်ပဲကမျက်စိပိတ်နားပိတ်အဲ့လိုမျိုးမဟုတ်ဘူးကိုကအဲ့ထက်ကနေမှာကောက်နာလေးတွေကိုလှီးပြီးတော့စမယ်မကောက်နာလေးကိုလှီးပြီးတော့ကြော်လိုက်ပေါ့နော်လှစ်ပစ်လိုက်မယ်ပေါ့ကွယ်အတိစားတယ်လို့မျိုးအဲ့လိုမျိုးပြောတာပါနော်မပိုင်ရှင်အမပိုင်တောက်မှမာတယ်ရှင်ကျေးဇူးလည်း